ဘေးတိုင်းကာလမှာကြာရောက်မဲ့ဒုက္ခဆင်းရဲများကိုကြိုတင်ပြောပြထားတဲ့ပြင်စမတဘိုးအကြောင်းကိုလေ့လာကြပါစို့ရရကြအခါကိုအခန်းငယ်1ကနေ7အထိကိုဖတ်ကြပါစို့ပြင်စမကောင်းကင်တမန်သည်တဘိုးမှုတ်သောအခါကျဲတလုံးသည်ကောင်းကင်ကမြေကြီးပေါ်သို့ကျသည်ကိုငါမြင်၏သူ၌အ내ဆုံးသောတွင်း၏တော့ကိုအပ်ပေးသည်ဖြစ်၍သူသည်အ내ဆုံးသောတွင်းကိုဖွင့်လျင်ကြီးစွာသောမိဖူ၏အခိုးကဲ့သို့သောအခိုးသည်တွင်းထဲကတက်လေ၏ထိုတွင်းဤမိခိုးကြောင့်နေနှင့်အာကာသကောင်းကင်သည်မှောင်မိုက်လေ၏ဂျိုင်းကောင်တို့သည်မိခိုးအထဲကမြေကြီးအပေါ်သို့ထွက်၍မြေကင်းမိကောက်တကိုးကဲ့သို့သောတကိုးကိုရကြ၏မြေဤမြက်ပင်မှဆ၍စိမ့်သောအရာများတစ်ပင်များအပေါင်းတို့ကိုထား၍နဖူး၌ဖယားသခင်၏တစိ့ခတ်ခြင်းကိုမခံသောသူတို့ကိုသာညှင်းဆဲမိအကြောင်းသူတို့အားပြညတ်ထား၏တစိ့ခတ်ခြင်းကိုမခံသောသူတို့ကိုကတိုက်ရသောအခွင့်မရှိ9လပတ်လုံးပြင်းစွာသောဝေဒနာဖြစ်စေသောအခွင့်ရှိ၏ထိုချိုင်းကောင်ဖြစ်စေသောဝေဒနာသည်ကကီမီကောက်သည်လူကိုထိုးသောဝေဒနာကဲ့သို့ဖြစ်သည်ထိုနေ့ရက်ကာလ၌လူတို့သည်သေခြင်းကိုရှာကြလိမ့်မည်ရှာတော်လဲမတွေ့ရကြအလွန်သေခြင်းတော်လဲသေမင်းသည်သူတို့ထံမှပြေးသွားလိမ့်မည်ထိုချိုင်းကောင်တို့၏အစင်းတရံသည်စစ်တိုက်ခြင်းငှာပြင်ဆင်သောမြင်း၏အစင်းတရံနှင့်တူ၏ခေါင်းပေါ်မှရွှေတရဖူကိုစောင်းဟန်ရှိ၏မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ်၏စပင်သည်မိမ့်မစပင်ကဲ့သို့ဖြစ်၏သွားသည်လည်းခြင်သိပ်သွားကဲ့သို့ဖြစ်၏ရင်အုပ်တစားသည်တန်ရင်အုပ်တစားကဲ့သို့ဖြစ်၏အတောင်ခတ်သောအတန်သည်စစ်တိုက်၍ပြေးလာသောမြင်းယထာအများ၏အတန်ကဲ့သို့ဖြစ်၏အမိသည်ခင်းမိကောက်နှင့်တူ၏အမိ၌လည်းစူးရှိ၏လူတို့ကို9လပတ်လုံးညှင်းဆဲရသောအခွင့်တကိုးရှိ၏သူတို့၏ရှင်ဘုရင်မူကားဟေဘဲဘာသာအားဖြင့်အဘဒုံဟူ၍၎င်းဟေလတဘာသာအားဖြင့်အပေါ်လျံဟူ၍၎င်းခေါ်ဝေါ်သောအ내ဆုံးသောတွင်းတမန်ဖြစ်၏အမင်္ဂလာတစ်ပါးလွန်ပြီးထိုနောက်မှအမင်္ဂလာနှစ်ပါးလာအောင်မည်အခုအခန်းငယ်တစ်ခုချင်းစီကိုကျွန်တော်တို့ပြန်ကြည့်ရအောင်ဗျာဒိတ်ကျမ်းအခန်းကိုအငယ်1မှာပထမကောင်းကင်တမန်သည်တဘိုးကိုမှုတ်သောအခါကျဲတလုံးသည်ကောင်းကင်ကမြေကြီးပေါ်သို့ကျသည်ကိုငါမြင်၏သူ၌အ내ဆုံးသောတွင်းဤတော့ကိုအပ်ပေးသည်ဖြစ်၍ဒီမှာပြောထားတဲ့ကျဲတလုံးဟာကျွန်တော်တို့မြင်နေရတဲ့ကျဲတွေကိုပြောနေတာမဟုတ်ဘူး Greek မူရင်းကျမ်းမှာဘယ်လိုသုံးထားတယ်လဲဆိုရင်ကိုပိုင်နန်စားပုပ်ကိုတအိုးကိုရေညှိုးတဲ့အတုံးအနှုံးနဲ့သုံးထားပါတယ်အဲ့ဒီတော့ဒီမှာပြောထားတဲ့ကျဲတလုံးဆိုတာဟာပုပ်ကိုတအိုးကိုရေညှိုးတာဖြစ်တယ်အဲ့ဒီပုပ်ကိုကဘယ်သူလဲဆိုရင်စာရမဏတ်ကိုဆိုလိုတာဖြစ်ပါတယ်ဟေရှာယအနာဂတိကျမ်းအခန်း14အငယ်7ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်စာရမဏတ်ကိုအရင်တုန်းကဘယ်လိုခေါ်တယ်လဲနာနဲ့သားမိုးတောက်ကျဲလို့ခေါ်ထားတယ်အဲ့ဒီစာရမဏတ်ဟာဘေးတိုင်းကာလမတိုင်ခင်ကောင်းကင်ကိုတွန်းနိုင်တဲ့အခွင့်တနည်းတစ်မျိုးနဲ့သူရနေတယ်ဆိုတာယောဘဝတ္ထုကိုကျွန်တော်တို့ကြည့်ရင်တွေ့ရတယ်ဗျာဒိတ်ကျမ်းအခန်းကြီး7အခန်းငယ်10အဆုံးပိုင်းမှာလဲစာရမဏတ်ဟာဘေးတိုင်းကာလမတိုင်မီကောင်းကင်နိုင်ငံတော်ကိုတနည်းတစ်မျိုးနဲ့ဝင်လို့ရတဲ့အကြောင်းယုံကြည်သူတို့ကိုဖယားသခင်ရှေ့တော်မှာအပြစ်တင်ဆွဆွဲလျက်ရှိတဲ့အကြောင်းအခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်အကြောင်းမူကားငါတို့ညီအကိုများကိုငါတို့ဖယားသခင်ရှေ့တော်၌နေညမပြတ်အပြစ်တင်သောရန်သူကိုအောက်သို့ချလေပြီဘေးတိုင်းကာလမတိုင်ခင်အဲ့ဒီစာရမဏတ်က
ကောင်းကင်ကိုတွားနိုင်တဲ့အခွင့်တနည်းတစ်မျိုးနဲ့သူရနေတယ်ဆိုတာတွေ့ရတယ်ယုံကြည်သူတို့ကိုလည်းဖခင်သခင်ရှေ့တော်မှာအပြစ်တင်ဆွဆွဲလျက်ရှိတယ်ဒါပေမဲ့ဗိဓာယကာလအစပိုင်းမှာတော့ကောင်းကင်နိုင်ငံတော်ကိုလုံးဝသူတွားခွင့်ကိုမရတော့အောင်ဒုတိယအကြိမ်သူနှင်ချခြင်းခံရမှာဖြစ်တယ်သူ့ကိုအနက်ဆုံးသောတွင်းရဲ့တော့ကိုပေးလိုက်တယ်တဲ့ဒီမှာကျွန်တော်နားလည်ရမယ့်အရာနောက်တစ်ခုကအနက်ဆုံးသောတွင်းဆိုတာဘာကိုဆိုလို့တလဲအဲ့ဒီမှာပြောထားတဲ့အနက်ဆုံးသောတွင်းဆိုတာကြာဆင်းသွားတဲ့ကောင်းကင်တမန်တွေထဲကပိုပရော့ဆိုးသွမ်းတောင်းချမ်းတဲ့ကြာဆင်းတဲ့ကောင်းကင်တမန်တွေကိုယာယီချုပ်နှောင်ထားတဲ့နေရာဖြစ်တယ်အဲ့ဒီစာရမဏတ်ကိုဖယားသခင်ကကောင်းကင်ကနေနှင်ချတဲ့အခါမှာကောင်းကင်နိုင်ငံတော်မှာရှိတဲ့ကောင်းကင်တမန်၃ပုံတစ်ပုံဟာအဲ့ဒီစာရမဏတ်ရဲ့နောက်ကိုပါသွားတဲ့အကြောင်းဗျာဒိတ်ကျမ်းအခန်း7မှာကျွန်တော်တို့ကိုပြောပြထားတယ်ကြာဆင်းတဲ့ကောင်းကင်တမန်တွေထဲမှာပိုပရော့ဆိုးသွမ်းတဲ့အကောင်တွေရှိတယ်အဲ့ဒီပိုပရော့ဆိုးသွမ်းတဲ့သူတွေကိုယာယီလှောင်ထားတဲ့နေရာကတော့အနက်ဆုံးသောတွင်းထဲမှာလှောင်ထားတယ်နောက်ဆုံးသောတရားစီရင်ခြင်းကိုထပ်ပြီးတော့သူတို့ခံရမှာဖြစ်တယ်လောလောဆယ်သူတို့ကိုအဲ့ဒီအနက်ဆုံးသောတွင်းထဲမှာယာယီလှောင်ထားတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပေတရုဩဝါဒစာဒုတိယဆောင်အခန်း2အငယ်လေးကိုကြည့်ရင်ပို့ပြီးတော့ကျွန်တော်တို့နားလည်နိုင်မယ်လို့ထင်တယ်ပေတရုဩဝါဒစာဒုတိယဆောင်အခန်း2အငယ်လေးအကြောင်းမူကားပြစ်မှားသောကောင်းကင်တမန်တို့ကိုဖယားသခင်သည်နှမျောတော်မမူငရဲထဲသို့ချလိုက်ပြီးမှစစ်ကြောစီရင်ခြင်းအလိုငှာချုပ်ထား၍မောင်မိုက်တန်ကြိုးနဲ့ချီနှောင်တော်မူ၏အဲ့ဒီကြာဆင်းသွားတဲ့ကောင်းကင်တမန်တွေထဲကပိုပရော့ဆိုးသွမ်းတဲ့သူကိုဘုရားသခင်ကယာယီငရဲအဲ့ဒီအနက်ဆုံးသောတွင်းမှာချုပ်နှောင်ထားတယ်ယူဒအခန်း1အငယ်6နဲ့9ကိုလည်းတစ်ချက်လောက်ထပ်ကြည့်အောင်ပိုပရော့ရှင်းအောင်ယူဒအခန်း1အငယ်6မှာလည်းအခုလိုကျွန်တော်တို့ကိုပြောပြထားတယ်ထိုမှတပါမိမိတို့အခွင့်အရာကိုမဆောက်မိမိတို့နေရာအရက်ကိုစွန့်ပစ်သောကောင်းကင်တမန်တို့ကိုကြီးစွာသောနေ၌စစ်ကြောစီရင်ခြင်းအလိုငှာသာဝရခြေနှောင်ခြင်းအဖြစ်မှောင်မိုက်ထဲမှချုပ်ထားတော်မူ၏အဲ့တော့အနက်ဆုံးသောတွင်းဆိုတာကြာဆင်းသွားတဲ့ကောင်းကင်တမန်တွေထဲကပိုပရော့ဂျန်တန်ဆိုးရုပ်တဲ့ကောင်းကင်တမန်ဇိုးတွေကိုယာယီချုပ်နှောင်ထားတဲ့နေရာဖြစ်တယ်ဆိုတာဒီကြမ်းချက်တွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိရတယ်။ဗိဓာယကာလရောက်လာတဲ့အခါမှာအဲ့ဒီယာယီချုပ်နှောင်ထားတဲ့အလွန်ဆိုးသွမ်းတဲ့ကောင်းကင်တမန်ဇိုးတွေကိုလွတ်ဖို့ရန်ဖယားသခင်ကနေပြီးတော့စာရမဏတ်ကိုအဲ့ဒီတွင်းကိုဖွင့်တဲ့တော့ကိုပေးမယ်။ဗျာဒိတ်ကျမ်းအခန်း9အခန်းငယ်2ကိုဆက်ကြည့်အောင်။သူသည်အနက်ဆုံးသောတွင်းကိုဖွင့်လျင်ကဲစာရမဏတ်ကအဲ့ဒီအနက်ဆုံးသောတွင်းကိုဖွင့်တဲ့အခါမှာတဲ့ကြီးစွာသောမိဖူဤအခိုးကဲ့သို့သောအခိုးသည်တွင်းထဲကတက်လေဤထိုတွင်းဤမိကိုကြောင့်နေနဲ့အာကာသကောင်းကင်သည်မှောင်မိုက်လေ၏ကဲအဲ့ဒီအနက်ဆုံးသောတွင်းမှာယာယီချုပ်နှောင်ထားတဲ့ကောင်းကင်တမန်ဇိုးတွေကိုလွတ်လိုက်တဲ့အခါမှာမိဖူထဲမှာအခိုးအငွေ့တက်ပြီးတော့ထွက်လာတဲ့ကဲ့သို့သူတို့တွေဟာဘလောက်များမလဲဆိုတော့ကျွန်တော်တို့ဒီမှာပြောပြနေတာဖြစ်တယ်အခန်းငယ်3မှာဂျိုင်းကောင်တို့သည်မိခိုးအထဲကမြေကြီးအပေါ်သို့ထွက်၍မြေကင်းမီကောက်တကိုးကဲ့သို့သောတကိုးကိုရကြ၏ကဲအဲ့ဒါပါယာယီချုပ်နှောင်ခြင်းခံရတဲ့ကောင်းကင်တမန်ဇိုးတွေကိုဂျိုင်းကောင်ကဲ့သို့ဒီမှာခိုင်းနိုင်ထားတယ်ကဲဂျိုင်းကောင်ရဲ့သဘောတဘာဝပါလဲဂျိုင်းကောင်ရဲ့သဘောတဘာဝကဖြက်စီးခြင်းပဲဆိုအဲ့ဒီကောင်းကင်တမန်ဇိုးတွေကဘာလုပ်မလဲမြေကြီးပေါ်မှာဆက်လက်ပြီးတော့အသက်ရှင်နေကြတဲ့ယေရှုခရစ်တော်ကိုမယုံကြည်ခြင်းတဲ့သူတွေကိုညှင်းဆဲဖို့သူတို့ကိုဘုရားသခင်အခွင့်ပေးမှာဖြစ်တယ်ကဲအခန်းငယ်လေးကိုဆက်ကြည့်ရအောင်မြေဤမြက်ပင်မှဆ၍စိမ့်သောအရာများတက်ပင်များအပေါင်းတို့ကိုထား၍နဖူး၌ဘုရားသခင်၏တစိုက်ခတ်ခြင်းကိုမခံသောလူတို့ကိုသာညှင်းဆဲမိအကြောင်းသူတို့အားပြညတ်ထား၏ကဲကြည့်နဖူးမှာတစိုက်ခတ်ခြင်းမခံရတဲ့မယုံကြည်သူလူသားအားလုံးကိုညှင်းပန်းနှိပ်စက်ဖို့အဲ့ဒီကောင်းကင်တမန်ဇိုးတွေကိုအဲ့ဒီအနက်ဆုံးသောတွင်းကနေ
ထွက်လာရတဲ့အခွင့်ကိုဘုရားသခင်ကပေးလိုက်တာဖြစ်တယ်အခန်းငယ်9မှာဘယ်လိုဆက်ပြောထားတယ်လဲဆိုရင်တစိတ်ခတ်ချင်းကိုမခံတော့သူတို့ကိုကတိုက်ရတော့အခွင့်မရှိသူတို့ရဲ့နဖူးမှာတစိတ်ခတ်ချင်းမခံရတဲ့သူတွေကိုညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ကိုပေးမယ်တိုက်ရတဲ့အခွင့်ကိုတော့ပေးမှာမဟုတ်ဘူးအဲ့ဒါမှကျွန်တော်တို့ဘာနာလဲရမလဲလူတို့ရဲ့တေရေးရှင်ရေးဟာဘယ်သူလက်ထဲမှာပဲရှိလဲဖယားသခင်လက်တော်ထဲမှာပဲရှိတယ်ဖယားသခင်ကတေခွင့်မပေးရင်မတေးရောက်တေခွင့်ပေးရင်ဘယ်သူကပဲတားဖို့လုပ်နေပါစေမရဘူးဒီမှာလဲကြည့်အဲ့ဒီမယုံကြည်သူလောကီလူသားတွေကိုကောင်းကင်တမန်ဆိုးတွေကိုညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ကိုပေးတယ်ဒါပေမဲ့သူတို့ကိုတတ်ခွင့်မပေးဘူးအဲ့ဒီမှာစဉ်းစားကြည့်ဖယားသခင်ဟာဘလောက်အထိဂျေဇုဂရုဏာတော်ကြီးမြတ်တော်မူတယ်လဲဆိုတာအဲ့ဒါမှကြည့်သူတို့ကိုဘုရားသခင်ကတတိပေးနေတာဘာကြောင့်လဲနောင်တရပြီးတော့ကယ်တင်ရှင်သားတော်ယေရှုခရစ်တော်ကိုယုံကြည်ဖို့အလိုတော်ရှိတယ်သူတို့ကိုငရဲမိအိုင်ထဲမှာချပစ်ဖို့အလိုတော်မရှိဘူးသူတို့ရဲ့မှားယွင်းတဲ့ကိုးကွယ်မှုကနေနောင်တရပြီးတော့သူတို့ကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေရုပ်တုတွေနတ်တွေဟာသူတို့ကိုကောင်းကျိုးပေးတဲ့သူတွေမဟုတ်ဘူးကယ်တင်ရှင်ယေရှုခရစ်တော်တပါးတည်းကသာသူတို့အပြစ်ကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေကယ်တင်နိုင်တော်သူစာရမဏတ်နဲ့သူ့ရဲ့တမန်နတ်ဆိုးရဲ့လက်ထဲကနေလည်းပဲကာကွယ်စောင့်ရှောက်နိုင်တဲ့သူဟာကယ်တင်ရှင်မေရှိယဖြစ်တယ်ဆိုတာကိုသူတို့ကိုသိစေခြင်းလို့ဒီမှာအခန်းငယ်9မှာတတ်ခွင့်ကိုတော့မပေးဘူးအဲ့တော့ဖယားသခင်ဒီတာလျင်လူတို့ရဲ့တရေရှင်ရဲ့မှာအချုပ်အခြာအာဏာပိုင်တော်သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရမှာဖြစ်တယ်ကဲဘယ်နှလတောင်သူတို့ကိုညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ကိုပေးတယ်လဲဆိုရင်9လပတ်လုံးပြင်းစွာသောဝေဒနာဖြစ်စေသောအခွင့်ရှိကဲအသေးသက်ခွင့်ကိုတော့ဘုရားသခင်ကမပေးဘူးဘာဖြစ်လို့လဲနောင်တရဖို့အချိန်ပေးနေတာအဲ့ဒီသူတို့ဖြစ်စေတဲ့ဝေဒနာဟာဘာနဲ့တူတယ်လဲဆိုတာကိုလည်းပဲအခုလိုအခန်းငယ်9မှာဆက်ပြီးပြောပြထားတယ်ထိုဂျိုင်းကောင်ဖြစ်စေသောဝေဒနာဒီကာကီမီကောက်ဒီလိုကိုထိုးသောဝေဒနာကဲ့သို့ဖြစ်တယ်ကဲကီမီကောက်အထိုးခံရဘူးလားကျုံငယ်တော့တို့ခါရဖို့တယ်ဟိုစော်ရင်းနဲ့နော်ဟိုကြောင်ကြားတွေတော့ကျွန်တော်တော့စော်တွေကီမီကောကတခါတည်းပက်စပလာထိုးတာတော်နာတယ်နော်တော်နာတာဆိုအဲ့ဒီကီမီကောကထိုးတဲ့အနာဝေဒနာလိုပဲကောင်းကင်တမန်ဇိုးတွေကမယုံကြည်သူလောကီလူသားတွေကိုညှဉ်းပန်းနှိပ်စက်မယ်သူတို့ဖြစ်စေတဲ့ဝေဒနာကအဲ့ဒီကီမီကောကထိုးတဲ့အနာဝေဒနာကဲ့သို့ပဲဖြစ်မယ်တဲ့ဘယ်နှလတိုင်အောင်သူတို့ကိုညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ပေးလဲ9လတိုင်အောင်ပေးထားတယ်ဒါမဲ့တေခွင့်ကိုတော့မပေးဘူးဘာဖြစ်လို့လဲနောင်တရပြီးဘုရားသခင်ကသူ့စီကိုကယ်တင်ရှင်သားတော်ယေရှုခရစ်တော်အားဖြင့်လာဖို့ရန်အလိုတော်ရှိသောကြောင့်ဖြစ်တယ်အခန်းငယ်6ကိုဆက်ပြီးတော့ကျွန်တော်ကြည့်ရအောင်ထိုနေ့ရဲ့ကာလ၌လူတို့သည်တေချင်းကိုရှာကြလိမ့်မည်ရှာတော်လဲမတွေ့ရကြအလွန်တေချင်းတော်လဲတေမင်းသည်သူတို့ထံမှပြေးသွားလိမ့်မည်ကဲကြည့်တေချင်းကြမယ်တေချင်းကိုရှာကြမယ်သူတို့လည်းတတ်သေးဖို့လုပ်မယ်ဒါပေမဲ့ဘုရားသခင်အခွင့်ပေးလားမပေးဘူးအဲ့ဒီမှာလဲကြည့်လူတို့ရဲ့တေရေးရှင်ရေးဟာဘယ်သူလက်ထဲမှာပဲရှိလဲဘုရားသခင်လက်တော်ထဲမှာပဲရှိတယ်သူတို့ခံရတဲ့ဝေဒနာတွေကြောင့်အသက်မရှင်ချင်ကြတော့ဘူးတေချင်ကြတယ်တေချင်းကိုသူတို့လိုက်ရှာကြတယ်ဒါမဲ့ဘုရားသခင်ကသူတို့တေခွင့်ပေးလားမပေးဘူးကဲအဲ့ဒီမှာကြည့်ဘုရားသခင်ကဘလောက်အထိယေရှုမြတ်တာဂရုဏာတော်နဲ့ပြည့်စုံတော်မူတယ်လဲဆိုတာအဲ့ဒီမှာကြည့်သူတို့ကိုနောင်တရဖို့ဘုရားသခင်ကတတိပေးနေတာဒါကြောင့်မတေခွင့်မပေးဘူးဒါပေမဲ့နောင်တမရရင်တော့ဘုရားသခင်ကတော့ဖြောင့်မတ်မှန်ကန်စွာတရားစီရင်တော်မူသောဘုရားသခင်ဖြစ်တော်မူသောကြောင့်နောင်တရဖို့သူတို့ကိုအချိန်ပေးနေတော့သူတို့နောင်တမရရင်တော့ဘုရားသခင်ကတော့သူတို့မှာအပြစ်ရှိတဲ့အတိုင်းအပြစ်ဒဏ်စီရင်မှာဖြစ်တယ်အပြစ်ဒဏ်ကိုမစီရင်မိငရဲမီးအိမ်ထဲမှာသူတို့ကိုမချပစ်မိနောင်တရပြီးတော့ကဲတင်ဖို့အလိုတော်ရှိသောကြောင့်အဲ့ဒါလောက်အထိဘုရားသခင်ကသူတို့အပေါ်မှာတတိပေးတဲ့အနေနဲ့အဲ့ဒီဆင်းရဲဒုက္ခတွေကိုပိုပြီးပြင်းထန်စေတာဖြစ်တယ်အခန်းငယ်9အဲ့ဒီဂျိုင်းကောင်တွေကဘာနဲ့တူတယ်လဲဆိုတာဒီမှာကျွန်တော်တို့ကိုပုံဖော်ပြီးတော့ပြောပြနေတယ်အခန်းငယ်9မှာထိုဂျိုင်းကောင်တို့ဤအစင်းတရံသည်စစ်တိုက်ခြင်းဟာပြင်ဆင်သောမင်းဤအစင်းတရံနှင့်တူဤခေါင်းပေါ်မှာရွှေတရဖို့ကိုစောင်းဟန်ရှိဤမျက်နာသည်လူမျက်နာကဲ့သို့ဖြစ်ဤစပင်သည်မိမ့်မစပင်ကဲ့သို့ဖြစ်ဤတွားသည်လည်းခြင်သိပ်တွားကဲ့သို့ဖြစ်ဤအဲ့ဒီဂျိုင်းကောင်တွေကလူတရံနဲ့လည်းတူတယ်နော်စာဒီအဖြစ်ကျွန်တော်ဒီကောင်းကင်တမန်ဇိုးတွေဟာ
သူတို့တွေဟာစစ်တိုက်ဖို့ခြေတက်လာတဲ့သူတွေလိုပဲတဲ့ဘလောက်များမလဲဆိုရင်တန်းနဲ့ခြေပြတော့ရှိမဲ့အကြောင်းနောက်ပိုင်းမှာကျွန်တော်တို့ဆက်ပြတော့တွေ့ရမှာဖြစ်တယ်အခန်းငယ်ကိုဆက်ကြည့်ရအောင်ရင်အုပ်တစားသည်တန်ရင်အုပ်တစားကဲ့သို့ဖြစ်၏အတောင်ခတ်သောအတန်သည်စစ်တိုက်၍ပြေးလာသောမင်းယထာအများ၏အတန်ကဲ့သို့ဖြစ်၏ကဲ့ကြည့်သူတို့မှလည်းအတောင်ပန်ရှိတယ်အဲ့ဒီအတောင်ပန်ကိုခတ်လိုက်တဲ့အခါမှာစစ်တိုက်ဖို့ခြေတက်လာတဲ့မင်းစည်းတဲ့သူတွေလိုပဲဘလောက်ထိကြောက်เสียကောင်းမလဲသူတို့ရဲ့အတန်ကနောက်လည်းကြားနေရမှာဖြစ်တယ်ကဲအခန်းငယ်30မှာအမီးသည်ကီမီကောက်နဲ့တူ၏ကဲသူတို့မှလည်းအမီးကကီမီကောက်နဲ့တူတယ်အမီးတွေသူတို့မှရှိတယ်အမီး၌လည်းစူးရှိ၏လူတို့ကို9လပတ်လုံးညှင်းဆဲရသောအခွင့်တကူရှိ၏9လလုံးမယုံကြည်ခြင်းတဲ့လူတွေကိုညှဉ်းပန်းနှိပ်စက်မယ်ဗျာဒိတ်ကျမ်းအခန်း9အခန်းငယ်17မှာသူတို့၏ရှင်ဘုရင်မူကားဟေဘဲဘာသာအားဖြင့်အဘဒုံဟူ၍၎င်းဟေလတဘာသာအားဖြင့်အပေါ်လျံဟူ၍၎င်းခေါ်ဝေါ်သောအနက်ဆုံးသောတွင်းတမန်ဖြစ်၏အဘဒုံနဲ့အပေါ်လျံဆိုတဲ့အဓိပ္ပာယ်ကတော့ဖြက်စီးသူလို့အဓိပ္ပာယ်ရတယ်အဲ့ဒီတော့အနက်ဆုံးသောတွင်းမှာယာယီချုပ်နှောင်ထားခြင်းခံရတဲ့ကောင်းကင်တမန်ဇိုးတွေကိုလွတ်တဲ့အခါမှာသူတို့ရဲ့ခေါင်းဆောင်ကဖြက်စီးသူဂျိုင်းကောင်တွေမှာခေါင်းဆောင်မရှိဘူးလို့တုတ်တန်ချမ်းအခန်းကြီး30အငယ်29မှာပြောထားတယ်နော်အဲ့တော့ဒီမှာပြောထားတဲ့ဂျိုင်းကောင်တွေကဒီတရိษံဂျိုင်းကောင်တွေကိုပြောတာမဟုတ်ဘဲနဲ့ကောင်းကင်တမန်ဇိုးတွေစာရမဏေရဲ့နောက်လိုက်နတ်ဆိုးတွေသူတို့မှာခေါင်းဆောင်ရှိတယ်သူတို့ရဲ့ခေါင်းဆောင်ကဖြက်စီးသူကြက်ကြောက်လှတဲ့နတ်ဆိုးတွေထဲမှာလည်းခေါင်းဆောင်ကရှိသေးတယ်စစ်တပ်တွေမှာလည်းခေါင်းဆောင်ရှိတယ်လို့ပေါ့နော်အဲ့မှာခြေတက်လာမယ်ဘာအတွက်လဲမယုံကြည်သူလောကီလူသားတွေကိုညှဉ်းပန်းနှိပ်စက်ဖို့အခန်းငယ်7မှာအမင်္ဂလာတပါးလွန်ပြီကဲပထမအမင်္ဂလာတော့ပြီးသွားပြီထိုနောက်မှအမင်္ဂလာနှစ်ပါးလာလေအောင်မီအဲ့ဒါကတော့နောက်ပတ်မှာကျွန်တော်တို့နောက်ထပ်အမင်္ဂလာနှစ်ပါးကဘာတွေလဲဆိုတာကိုကျွန်တော်တို့ဆက်ကြည့်မယ်ကဲဒီမှာပြောထားတဲ့ပထမအမင်္ဂလာပါလဲအနက်ဆုံးသောတွင်းထဲမှာယာယီချုပ်နှောင်ခြင်းခံရတဲ့အမတန်ဆိုးသွမ်းတဲ့ကောင်းကင်တမန်ဇိုးတွေကိုလွတ်လိုက်မယ်လွတ်ပြတော့သူတို့ဘာလုပ်မှာလဲယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်မယုံကြည်ခြင်းသောလူသားများကိုညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ကိုဘုရားသခင်ပေးမယ်။ဘာကြောင့်ဘုရားသခင်ကသူတို့ကိုအဲ့ဒီနတ်ဆိုးတွေကိုညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ကိုပေးတော်မူတယ်လဲဆိုရင်သူတို့ရဲ့မှားယွင်းသောကိုးကွယ်မှုအနေနောင်တရပြီးတော့တာတော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးတော့ငရဲသွားမဲ့သူအဖြစ်ကနေသူတို့ကိုကယ်တင်ဖို့အလိုတော်ရှိသောကြောင့်အဲ့ဒီတရားစီရင်တော်မူခြင်းနဲ့ဆိုင်သောဘေးဒုက္ခတွေကိုတစ်ခုပြီးတစ်ခုဘုရားသခင်ကသူတို့ကိုတတိပေးတဲ့အနေနဲ့နောင်တရဖို့ဘုရားသခင်ကအဲ့ဒီဆင်းရဲဒုက္ခတွေကိုခံရတဲ့အခွင့်ကိုပေးတော်မူခြင်းဖြစ်တယ်။ယာယီချုပ်နှောင်ခြင်းခံရတဲ့အမတန်ကြမ်းကြုတ်လှတဲ့ကောင်းကင်တမန်ဇိုးတွေကိုလွှတ်လိုက်တဲ့အခါမှာမယုံကြည်သူလူသားများကို9လတိုင်ညှဉ်းပန်းနှိပ်စက်ရတဲ့အခွင့်ကိုပေးမယ်သူတို့ကိုတတ်ရတဲ့အခွင့်ကိုတော့မပေးဘူးဘာကြောင့်လဲဘုရားသခင်ကသူတို့ကိုနောင်တရဖို့အချိန်ပေးတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကအခန်းငယ်20ကနေ21ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘုရားသခင်ကနောင်တရဖို့အဲ့ဒါလောက်အထိအချိန်ပေးတာတောင်မှသူတို့ကနောင်တရသလားဆိုရင်မရဘူးအခန်းငယ်20ကနေ21ကိုခဏလောက်ကြည့်ရအောင်ထိုဗိဒံကြောင့်မတေဘဲကျွင်းတော်လူတို့သည်နတ်တို့ကို၎င်းမမြင်နိုင်မကြားနိုင်မတွာလာနိုင်သောရွှေရုပ်တို့ငွေရုပ်တို့ကြေးရုပ်တို့ကြောက်ရုပ်တို့တစ်သားရုပ်တို့ကို၎င်းမကိုးကွယ်ဘဲနေခြင်းငှာကိုယ်လက်နဲ့လှုပ်သောအရာများကိုနောင်တမရဘဲနေကြ၏သူတို့ရဲ့မှားယွင်းသောကိုးကွယ်မှုကနေနောင်တရပြီးတော့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့ဘုရားသခင်ကအလိုတော်ရှိသောကြောင့်သူတို့ကိုတတိပေးတဲ့အနေနဲ့အဲ့ဒီဆင်းရဲဒုက္ခတွေကိုခံရတဲ့အခွင့်ကိုပေးတယ်ဒါပေမဲ့သူတို့နောင်တရလားမရဘူးတဲ့ဒီမှာတွေ့လားအဲ့ဒီဘေးဒဏ်တွေကိုခံပြီးတော့မသေးသေးတဲ့သူတွေကလည်းနောင်တမရချင်ဘူးနတ်တွေကိုလည်းသူတို့ဆက်ကိုးကွယ်တယ်ပြီးတော့သူတို့လက်နဲ့လှုပ်ထားတဲ့ရွှေရုပ်တို့တွေကြေးရုပ်တို့တွေ
ကြောက်ရွံ့တို့တွေသက်သာရုပ်တို့တွေကိုဆက်လက်ပြီးတော့ရှစ်ခိုးကိုးကွယ်နေတော့ပဲအခန်းငယ်27မှာကိုကျင့်သောအကျင့်တီးဟူသောလူအသက်ကိုတတ်ခြင်းသူတစ်ပါးကိုပြုတ်စားခြင်းမတရားသောမိထုံ၌မြေဝဲခြင်းသူဥစ္စာကိုခိုးခြင်းအမှုများကိုလည်းနောင်တမရဘဲနေကြ၏ကဲ့ချီဘုရားသခင်ကနောင်တရဖို့ဒီလောက်အထိတတိပေးပြီးမှအချိန်ပေးတာတောင်မှသူတို့ကနောင်တမရချင်ဘူးသူတို့ကိုမကယ်နိုင်တဲ့နတ်တွေရုပ်တို့တွေကိုဆက်လက်ပြီးတော့သူတို့ကိုးကွယ်နေတော့ပဲသူတို့ရဲ့မကောင်းသောအကျင့်သူတစ်ပါးကိုတတ်ခြင်းခိုးခြင်းမတရားသောမိထုံတွေကိုလည်းဆက်ပြီးတော့သူတို့လုပ်နေတော့ပဲကဲဒါဆိုရင်ဘုရားသခင်ကနောင်တရဖို့အချိန်ပေးနေတော့နောင်တမရဖို့ဆိုရင်ဘာလုပ်မလဲတရားသဖြင့်စီရင်တော်မူမှာဖြစ်တယ်ဘုရားသခင်ကလူတိုင်းကိုနောင်တရဖို့အချိန်ပေးတယ်ဒါပေမဲ့အဲ့ဒီနောင်တရဖို့အချိန်ကကန့်သတ်ချက်ရှိတယ်ဘုရားသခင်ကနောင်တရဖို့အချိန်ပေးထားတာကုန်သွားရင်အဲ့ဒီလူဟာတေမယ်တေတာနဲ့ဒီဘဝမှာသူကျိုးလွန်ထားသမျှအပြစ်တစ်ခုချင်းစီအတွက်အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီးတော့ထာဝရငရဲမိအိုင်ထဲမှာကဘာအဆက်ဆက်ခံရကြမှာဖြစ်တယ်ကဲကျွန်တော်တို့အထက်မှာရောယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံခြင်းမရှိသေးတဲ့သူရှိလားရှိရင်အခုကြားနာရတဲ့ယေရှုခရစ်တော်ရဲ့တတိပေးတော်မူချက်ဟာတင့်အတွက်လည်းပါတယ်တင့်ကိုဘုရားသခင်ကဘယ်အချိန်အထိနောင်တရပရောကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့ဘယ်နှစ်ရက်အထိဘယ်နှစ်လအထိအချိန်ပေးအောင်မလဲဆိုတာကျွန်တော်မသိဘူးသင်လည်းမသိဘူးဒီညဟာနောက်ဆုံးလဲဖြစ်နိုင်တယ်မဟုတ်ဘူးလားတခါလေကျွန်တော်တို့လူတွေတေးတာကိုကြားရင်ကျွန်တော်တို့သိတဲ့လူတွေထဲကဆိုဟောမနေ့ကပဲငါတွေ့သေးတယ်ငါနဲ့စကားပြောသေးတယ်ဟုတ်လားတေးသွားတယ်ဟုတ်လားဆိုပြီးတော့ကျွန်တော်အံ့ဩနေကြတာမလားကျွန်တော်တို့အလှဲ့လဲတနေ့ကျရင်ရောက်လာမယ်အဲ့ဒီလူကတေးသွားပြီဆိုပြီးတော့ကျွန်တော်တို့နာမည်ခေါ်ပြီးတော့ပြောတဲ့တနေ့ရောက်လာမယ်ကယ်တင်ရှင်ယေရှုခရစ်တော်ရပြီလားတင်ကျိုးလုံးတဲ့အပြစ်တွေကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေတင့်ကိုမကယ်တင်နိုင်တဲ့မှားယွင်းသောပုံကိုယ်တွေကိုတင်ကိုးကွယ်ပြီးတော့ယနေ့တိုင်အောင်တင်ငရဲသွားမဲ့သူဖြစ်နေသလားတင့်ကိုမကယ်နိုင်တဲ့အရာတွေရဲ့နောက်ကိုလိုက်ပြီးတော့ငရဲကနေလွတ်မြောက်ဖို့တင်စ조사နေသလားလူသားတိုင်းကိုမိမိတို့အချက်အတိုင်းတရားစီရင်တော်မူမဲ့သူဟာဖယားသခင်ဖြစ်တော်မူတယ်ယေရှုခရစ်တော်ကိုတင်ရကတဲ့ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်တင်သေးတာနဲ့တင်သွားရမယ့်နေရာဒီငရဲမြံဖြစ်တယ်။တေပြီးသွားရင်ဘာမှလုပ်လို့မရတော့ဘူးဆိုတာကိုလည်းပဲလုကာခရစ်ဝင်ကျမ်းအခန်း16မှာတထေးသားနဲ့လာဇရုအကြောင်းကနေသခင်ယေရှုကရှင်းလင်းကျွန်တော်တို့ကိုပြောပြထားပြီးပြီ။တေပြီးသားလူတွေအတွက်ဘာမှလုပ်ပေးလို့မရတော့ဘူးငရဲကိုရောက်နေတဲ့မရဏကိုရောက်နေတဲ့သူတွေအတွက်ကျွန်တော်တို့ဘာမှလုပ်ပေးလို့မရတော့ဘူးဒီကနေဘလောက်ပဲလုပ်ပေးသခင်ယေရှုကပြောပြထားပြီးပြီလာဇရုရဲ့လက်ဖြားပေါ်မှာကျလာမဲ့ရေလေးတစ်ဆက်ကိုတော့မှသွားချပေးလို့မရဘူးဒါကြောင့်နောင်ဘဝအတွက်ပြင်ဆင်ရမယ့်အချိန်ဒီယခုဘဝဖြစ်တယ်ဘုရားသခင်ပြည့်ညတ်တော်တွေကိုချိုးဖောက်ပြီးတော့တင်လုံနေချအပြစ်တွေကိုဆက်လုပ်နေမဲ့အစားတင်ကိုမကယ်နိုင်တဲ့ပုံကိုယ်တွေအရာတွေရဲ့နောက်ကိုဆက်လိုက်နေမဲ့အစားဩငါ့ကိုတရားစီရင်တော်မူမဲ့သူဟာဘုရားသခင်ပဲငါကျိုးလွန်တဲ့အပြစ်တွေအတွက်ကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေငါ့ကိုကယ်တင်ဖို့ဘုရားသခင်ကမိမိ၌တပါးရီသောသားတော်ကိုဒီလောကမှာဆေလွတ်တယ်သားတော်ယေရှုခရစ်တော်သည်ကျွန်တော်တို့ကိုယ်တိုင်မဆတ်နိုင်တဲ့ကျွန်တော်တို့ရဲ့အပြစ်ကြွေးအားလုံးကိုဆပ်ပေးဖို့ရန်အပြည့်အခသေခြင်းကိုလက်ဝါးကတိုင်မှာဆက်ပေးဖို့ရအသေးခံနဲ့သူ့ကိုယုံကြည်တော်သူတို့ကိုဖြောင့်မတ်တော်သူအဖြစ်ကောင်းကင်နိုင်ငံတော်မှာလက်ခံနိုင်ဖို့သေခြင်းကနေကိုယ်ခန္ဓာနဲ့ထမြောက်တယ်ယနေ့အသက်ရှင်တဲ့နောင်လဲအစဉ်ထာဝရအသက်ရှင်တော်မူမှာဖြစ်တယ်အပြစ်ရှိတော်သူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်နိုင်သောတပါးတီသောကယ်တင်ရှင်သည်ဘုရားခင်သားတော်ယေရှုခရစ်တော်တပါးတီသာဖြစ်တယ်အဲ့တော့တင်ရောကယ်တင်ရှင်ယေရှုခရစ်တော်ကိုတင်ရကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံပြီလားအပြစ်ကနေနောင်တရပြီးတော့ယေရှုခရစ်တော်ကိုတင်ရကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အမှန်တကယ်ယုံကြည်လက်ခံပြီလားဒီနေ့မိမိကိုယ်ကိုစစ်ဆေးပါဘာဖြစ်လို့လဲတင်ရနောက်ဆုံးသောနေ့ဟာဒီညလည်းဖြစ်နိုင်မယ်မနေ့ပြန်လည်းဖြစ်နိုင်တယ်တင်သေးသွားရင်ဘာမှလုပ်လို့မရတော့ဘူးဒါကြောင့်
နောင်တရဖို့ယေရှုခရစ်တော်တပါးတည်းကိုသာတဲ့ရကတဲ့ရှင်နဲ့အရှင်တကယ်အဖြစ်ယုံကြည်လက်ခံဖို့ဘုရားသခင်ကတင့်ကိုအချိန်ပေးနေတော့နောင်တနဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပါလို့ထပ်လောင်းပြီးတော့တိုက်တွန်းချင်တယ်စစ်မှန်သောနောင်တနဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံရင်ဂတိတော်အတိုင်းတဲ့ရအပြစ်တွေဟာဘလောက်ပဲများနေပါစေဘလောက်ပဲအပြစ်ကြီးနေပါစေခွတ်လွန်တော်မူမှာဖြစ်တယ်ဒီဘဝမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတစ်ကိုပေးမယ်နောင်ဘဝမှာလည်းတင်သေးတာနဲ့ယေရှုခရစ်တော်ကသူ့ကိုယုံကြည်တော်သူအားလုံးအတွက်ကြိုတင်ပြီးတော့အခုပြင်ဆင်ထားတဲ့ဘုရားခင်နိုင်ငံတော်မှာအိုနာသေးချင်းကင်းတော်ဘုရားခင်နိုင်ငံတော်မှာအစဉ်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုပေးတော်မူပါဖြစ်တယ်။ယုံကြည်ပြီးသားလူတွေအတွက်ကတော့ဒီဗေဒံကြီးတွေဒီဒုက္ခဆင်းရဲခြင်းတွေကိုကျွန်တော်တို့ခံရမလားခံရမှာမဟုတ်ဘူး။ဘုရားသခင်အမျက်ဒေါသကနေလက်ဝါးကတိုင်မှာယေရှုကကျွန်တော်တို့အတွက်ခါပေးပြီ။ဒါကြောင့်ကဲတင်ခြင်းနဲ့ဆိုင်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေကိုခံစားရလျက်အလိုတော်ကိုနေ့တိုင်းနာခံတော်သူဖြစ်ပါအာမင်ပြီးတော့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်တကယ်အဖြစ်ယုံကြည်လက်ခံခြင်းမရှိသေးသောသူတွေကယုံကြည်လက်ခံလာနိုင်ဖို့ဧဝံဂေလိသတင်းကောင်းကိုမိမိတတ်နိုင်တဲ့ဘက်မှာသက်သေခံဝေငှတော်သူဖြစ်ပါတင်ချရတဲ့သူတွေငရဲသွားဖို့အလိုရှိလားမရှိဘူးဆိုရင်သူတို့ကိုငရဲသွားမဲ့သူအဖြစ်ကနေဘုရားသခင်ရဲ့အမျက်ဒေါသကနေကယ်တင်နိုင်သောသားတော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံနိုင်ဖို့ဧဝံဂေလိသတင်းကောင်းကိုပြောပြပါဆုတောင်းပေးပါအာမင်